ပုံမှာ brush ပို့တော့မယ်ဆိုရင်သတိထားမယ့်နေရာလေးရှိပါတယ်လူရဲ့မျက်လုံးတွေမျက်တောင်တွေမျက်ခုံးတွေပေါ့နော်ပြီးရင်ကျွန်တော်နှာရံတွေနှာခမ်းတွေပြီးတော့ကျွန်တော်တို့ဒီနှာခေါင်းအပေါက်တွေပေါ့နော်သပင်တွေဒါတွေကျွန်တော်တို့ brush လုံးဝပို့လို့မရပါဘူးနော်သူတို့ brush ပို့လိုက်တာနဲ့ကျွန်တော်တို့ပုံကပျက်စီးသွားနိုင်ပါတယ်နော်ဒါကျွန်တော်ဒီကောင်လေးကိုကျွန်တော်ခြံပြီးတော့ပို့ပါမယ်โอเคဒါကျွန်တော်မျက်လုံးလေးကိုပို့ကြည့်လိုက်မယ်နော်ဒါကြောင့်မပို့ခိုင်းနေဆိုမျက်လုံးပို့လိုက်မယ်ကျွန်တော် object လေးနဲ့တင်လိုက်ပါနော်โอเคတော့မျက်လုံးကိုဒီလိုပို့လိုက်မယ်ဆိုရင်ကျွန်တော်တို့အောက်မှာကျွန်တော် filter gallery နဲ့ detail တွေတင်ထားတာဆိုတော့ဒီ brush ပို့လိုက်တာနဲ့အောက်မှာရှိရဲ့ဒီ texture တွေကကျွန်တော်တို့တက်လာနော်ဒါကျွန်တော်တို့မျက်လုံးမှာကြည့်လိုက်ဒါမျိုးဖြစ်သွားတယ်အဆင်မပြေဘူးနော်ဒါကြောင့်ကျွန်တော်တို့အဲ့နေရာတွေကို brush လုံးဝပို့လို့မရပါဘူးကျွန်တော် control Z နဲ့ပြန်ခေါ်လိုက်မယ်နော်โอเคပြီးရင်ကျွန်တော်တို့ brush slide ပို့ပါမယ် brush ပို့တဲ့နေရာမှာလည်းကျွန်တော်တို့မျက်နှာပေါ်မှာရှိတဲ့အစိပ်ပိုင်းတွေရဲ့မူလလားရအတိုင်းပဲကျွန်တော်သွားပို့ရမယ်နော်နှာခေါင်းဆိုလည်းအထက်ကနေအောက်ဆင်းလာတယ်ဒါမျိုးလေးကျွန်တော်ပို့ရပါမယ်ဒီမျက်လုံးဆိုလည်းဒီမျက်လုံးရဲ့အောက်ကနေပေါ့နော်အောက်ကနေပြီးတော့သူ့ရဲ့လားရအတိုင်းလေးပဲကျွန်တော်လိုက်ပို့ပေးရမှာဖြစ်ပါတယ်အဲ့ဒါကျွန်တော်တို့ brush side ပေါ့နော် brush side ကကျွန်တော်တို့ပို့မဲ့အစိပ်ပိုင်းနဲ့လာရုံညီထွေအောင်ပြင်ပေးရပါမယ်နေရာလေးကျင်းနေဆိုရင်ကျွန်တော်တို့ဝင်ဆန်းအောင်လို့ brush side ကိုသေးပေးရပါမယ်နေရာအနေနဲ့ကျဲတယ်ဆိုရင်တော့ကျွန်တော်တို့အဆင်ပြေလို့လိုက်ပြီးတော့လုပ်လို့ရပါတယ်โอเคဒါဆိုကျွန်တော်တို့ brush လိုက်ပို့ပါမယ်လုံးအောင်လေးလိုက်ပို့ပါမယ်ကျွန်တော် object ရဲ့တန်ဖိုးကို40လောက်ထားရမယ်နော်40လောက်ထားပြီးလိုက်ပို့ပါမယ်တွေ့လားဒီလေးပေါ်လာပြီပေါ့နော်ဒီမေးရဲ့အောက်လေးတွေဒီနှာခမ်းအထက်လေးပေါ့နော် brush side လေးကိုသေးပြီးလိုက်ပို့ပါမယ်နှာခေါင်းနေရာလေးတွေပြီးတော့နောက်ဖူးပေါ်ပေါ့နော်ပြီးကျွန်တော်တို့ level နေရာလေးပေါ့နော်ဒီလက်နေရာလေးတွေပြီးလိုက်ရတိုင်းပို့ပေးပါမယ် brush ပို့တဲ့နေရာမှာကျွန်တော်လုံးဝစိတ်ရှိထားဖို့လိုပါတယ်နော်